Hello အားလုံးပဲမင်္ဂလာပါအောင်မြင်ပါစေလို့ဆုတောင်းပေးတဲ့အခါ good luck ဆိုတာနည်းနည်းတော့ယူနေတယ်လို့ပဲဟုတ်အဲ့တော့ကိုယ့်ရဲ့စကားလုံးတွေမှာယုံကြည်မှုပိုပါသွားအောင်ပိုပြီး powerful ဖြစ်တဲ့ winner vibe တွေကိုပြောင်းသုံးကြည့်ကြမယ်ကိုတငယ်ချင်းတယောက်က interview သွားတော့မယ်ဆိုလို့ရှိရင်သူကို you're gonna smash it အဲ့လိုမျိုးပြောကြည့်ပါဒါဟာသူအောင်မြင်မှာကိုကရာနှုံးပြည့်ယုံကြည်ပေးလိုက်တဲ့ winner vibe ကိုရစေပါတယ်နင်အပြတ်သက်အောင်မြင်မှာပါလို့သူကိုစားကိုကအာမခံပေးလိုက်တယ်လို့ပေါ့နော်ဒီဝါကြက interview ဒါမှမဟုတ် presentation လုပ်မဲ့သူတွေကိုပြောရင်အယမ်းမိုက်ပါတယ်တကယ်လို့စာမေးပွဲဒါမှမဟုတ်ကိစ္စတစ်ခုကိုအမှားယွင်းမရှိကွက်တိအောင်မြင်စေခြင်းလဲဆိုရင်တော့ is it လို့သုံးတာကပိုပြီးသဘာဝကျပါတယ် perfect ဖြစ်အောင်လုပ်နိုင်ပါစေလို့ဆုတောင်းပေးတဲ့သဘောဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့မိကွန်းလေးတစ်ခုမေးချင်ပါတယ်ကျမတို့အောင်မြင်ပါစေလို့ဆုတောင်းပေးတဲ့အခါဘာလို့ break a leg ဆိုပြီးထူးထူးဆန်းဆန်းပြောကြတာလဲ break a leg ကိုထိုင်ရိုက်ဘာသာပြန်လိုက်ရင်ခြေထောက်ကျိုးပါစေလို့အဓိပ္ပာယ်ရတာလေနော်အဲ့တော့ဘာလို့အဲ့လိုမျိုးထူးထူးဆန်းဆန်းပြောကြတာလဲဒါသည်စိတ်ပညာဆိုင်ရာအယူဆကနေဆင်းသက်လာတာလားဒါမှမဟုတ်ပြဇက်လောကကနေဆင်းသက်လာတာလားပေါ့အခုကြည့်နေတဲ့သူကရောဘယ်လိုထင်ပါသလဲအဖြေမှန်ကိုသိတယ်ဆိုရင် comment မှာရေးခဲ့ပေးပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံကြပါမယ် Stay sharp bye bye Subscribe to my channel for more English lessons.